ဆိုင်ဒီနေ့ကတော့ KM တငယ်ချင်းဆောင်းပွဲအောင်တဲ့ထိမ့်မဲ့နေနဲ့တငယ်ချင်းတွေအတူတူ chill လုပ်ရအောင်ဆိုပြီးတော့ဒီ bar and restaurant လေးကိုသွားခဲ့ကြပါတယ်ဒီဆိုင်လေးကသွားလာလဲကူရဲ Sukoville လမ်းပေါ်မှာရှိပြီးတော့ဆိုင်ကမြန်မာလူမျိုးဖွင့်ထားရဖြစ်ပါတယ်ဆိုင်ရှင်ညီမလေးကလေတကယ်ငငယ်ချောချောလေးနဲ့အရင်သဘောကောင်းပါတယ်ဘာနဲ့စားတော့ဆိုင်ကိုတွဲဖွင့်ထားတဲ့ဒီဆိုင်လေးကအောက်ထပ်မှာဆိုရင်တော့ဒါမျိုး menu တွေရပြီးတော့အပေါ်ထဲမှာဆိုရင်တော့ဘာရှိပါတယ်ဒီဆိုင်လေးကိုထိုင်ရတာတကယ်ရန်ကိုသဘောကျပါတယ်အစားအသောက်တွေကလည်းဈေးမကြီးပဲနဲ့အရသာလည်းကောင်းတယ်ဒီ9កောင်လူကျော်ချူချင်းဆိုရင်တပွဲလုံးမှာ249ဘတ်ပဲပေးရတယ်ဒီဆိုင်မှာမြန်မာအကျော်ဆုံးလည်းရတယ်ပေါ့နော်တပွဲမှာ149ဘတ်ပဲပေးရတယ်သူ့ရဲ့အရသာရောအချင်းရောအကုန်လုံးမြန်မာပြည်ကအကျော်စားတဲ့အတိုင်းပဲအရန်ကောင်းပါတယ်ကင်ဥပိန်မှာအကျော်စားရတဲ့အရသာကိုလွမ်းနေတာပေါ့နော်ဒီဆိုင်ရောက်မှာပဲလွမ်းပြေသွားတော့တယ်ဒီဆိုင်ရဲ့ စိတ်ကချင်ထောင်းကလည်းသူတို့ဆိုင်ရဲ့ signature menu ရဲ့တခုလို့ပြောစရာမလိုအောင်အရသာတော်တော်လေးကိုကောင်းတာပါတကယ်ချင်းဆိုအဲ့ဒါစားပြီးတော့သူအရင်နေသဘောကျနေတာပေါ့နော်ဒီဆိုင်ရဲ့ menu တွေတော်တော်များများကဈေးတွေအကုန်လုံးက100ကျော်ဝန်းကျင်လေးတွေမျိုးစားလို့တော်တော်ပြောပါတယ်ဒီလိုဒါတွေအကုန်လုံးမှာစားတာမှာဘတ်800ကျော်ဘတ်900လောက်ပဲကျပါတယ်၎င်းမှာဆိုရင်မြန်မာဒဇက်တွေနဲ့နာမည်ရပြီးသားဖြစ်တဲ့ခနုံနုံချာ menu တွေလည်းဒီမှာရတယ်ပေါ့နော်အဓိကကတော့ ဖာလူလာတို့ရွှေရင်အေးတို့ကြောက်ကျော်တို့မြန်မာအချိုပွဲတွေရပါတယ်သူရဲ့ရတာကောင်းလားမကောင်းလားဆိုတာကင်တို့စားထားပဲကြည့်လိုက်ပါအကုန်လုံးကိုပြောင်းနေရပဲကင်တို့ကတော့ဗိုက်စာနေရဖြစ်လို့ညနေစာကိုတော့အရင်စားလိုက်ပြီးတော့မှအေးစစ်စစ်အပေါ်မှာတက်ပြီးတော့ဘာမှသွားချေးကြပါတယ်အပေါ်ရဲ့ဘာကိုရောက်သွားတဲ့အခါမှာလည်းမြန်မာပြည်မှာတော့ထိုင်ခဲ့ရတဲ့ဘားတွေဘီယာဆိုင်တွေရဲ့ vibe လေးကိုအပြည့်ရတယ်ပေါ့နော်မြန်မာပြည်ကိုလွမ်းနေတဲ့စိတ်တွေကိုပြည့်အောင်လုပ်ပြလိုက်တာတော့ဒီ Kid Bar and Restaurant ပဲဖြစ်ပါတယ်ဒီဆိုင်လေးက Sukoville အစိမ်းလိုင်းပေါ်မှာရှိရဲ့ Prakano Station နားလေးမှာရှိတာပါဒီဆိုင်လေးကစားစရာတွေစားလို့ကောင်းရုံနဲ့မကောက်ဘူးသူတို့ရဲ့တောက်စရာတွေကောက်တူးစီမောက်တူးစီကလည်းအရသာအရင်ကောင်းပါတယ်တကယ်ကို professional ဘာတန်တာကိုယ်တိုင်ဖြောဆက်ပေးတာပဲဖြစ်ပါတယ်လူရောက်ရင်ဘာ try မှမသိရတဲ့သူတွေအတွက်ကောက်သေးထဲမှာဆိုရင် sweet kit လေးကောင်းပါတယ်အရင်မတောက်တတ်တဲ့သူတွေအတွက်မောက်သေးဆိုရင်တော့သူတို့ရဲ့ kit left ဆိုတဲ့ဟာလေးကောင်းပါတယ်ကောက်သေးစီမောက်သေးစီအပြင်ဘီယာဆိုရင်လည်းပလင်းနဲ့လည်းရတယ်လို့ drop ဘီယာလည်းရတယ်အခြားအရက်မျိုးစုံနဲ့ဝိုင်တို့ဆိုဂျူတို့အစားရပါတယ်ဒီလိုတကယ်ချင်းတွေကတော့ခီးသွားဖို့တိုင်ပင်စရာရှိရနဲ့ဒီဘာမှထိုင်ပြီးတော့တောင်းရင်းဆိုင်ပြောလို့ရအောင်အတွက်စားစရာတွေထပ်မှာခဲ့ပါတယ်တောက်စရာနဲ့မီးပုံမှာစရာတွေကလည်းတကယ်ကိုအဆုံးရှိရဲ့ဒီ menu တွေအကုန်လုံးကအပေါ်တကောအောက်ထပ်ကောအတူတူပါပဲဒီမှာတော့စူးစူးညံ့ညံ့ဆိုင်တွေမှာထိုင်ရတာတဲ့ဒီလိုသချင်းအေးလေးဖွင့်ထားတဲ့ဆိုင်မှာထိုင်ရဖို့သဘောကျပါတယ်ရှင်းနေရလဲမြန်မာရှင်းလေးဖွင့်ထားတာဆိုတော့အိမ်အလွမ်းပြေသချင်းလေးလိုက်ကြီးဖြစ်ပါတယ်ဒီဆိုင်လေးကလေတကယ်ချင်းမွေးနေ့တွေ gathering တွေလုပ်မယ်ဆိုရင်တော်တော်အဆင်ပြေမဲ့ဆိုင်လေးပါဒီဆိုင်အောင်စားတော့ကဆိုင်ရှင်ညီမလေးနဲ့တွေ့ခဲ့ရတယ်ပေါ့နော်ဆိုင်ရှင်ညီမလေးကလည်းအရန်သဘောကောင်းတယ်ဘန်ကောက်မှာခနုံနုံချာနဲ့ဒီခေတ်ဘာကိုသူကိုယ်တိုင်ဖွင့်ထားတာဆိုတော့ဒီဘန်ကောက်မှာစီးပွားရေးလုပ်ရတာဘယ်လိုခက်ခဲရရှိလဲဆိုတာမေးဖြစ်ခဲ့ပါသေးတယ်လာပါညီမနာမည်ကတော့ထထဖြူပါညီမကတော့ Busy ပတူနန်နဲ့ Finish ပတူနန်မှာခနုံနုံချာဆိုတဲ့အချိုပွဲဆိုင်လေးနှစ်ဆိုင်ဖွင့်ထားရပေါ့နော်ပြီးတော့ဒီခနုံနုံချာက customer တွေရဲ့တောင်းဆိုချက်အရပေါ့နော်ဒီ Sukoville တဝိုင်းမှာKid Bar and Restaurant ဆိုတဲ့စားတောက်ဆိုင်လေးကိုထပ်ပြီးတော့ဖွင့်ထားတာပဲဖြစ်ပါတယ်ရှင်ကဲအဲ့ဒါတကယ်လေကဲ Kid Bar and Restaurant ကိုအဓိကဖွင့်ဖြစ်တာကြတော့ပေါ့နော်သူတပည့်ခနုံနုံချာ customer တွေကဒီ Sukoville တဝိုင်းမှာလည်းစားတောက်ဆိုင်လေးဖွင့်ပေးပါလားအဲ့လိုမျိုးလေးတောက်ဆိုတာလေးရှိရဲဓာတ်ဆက်တွေစားနေရင်တလန်းနဲ့ဓာတ်ပေါက်စားခြင်းနဲ့လက်ဖက်တုပ်စားခြင်းနဲ့တောက်ဆိုတာတွေလည်းအများများတယ်အဲ့ဒါကြောင့်ဘုလို့ထက်ကဒီ Kid Bar and Restaurant လေးကိုဖွင့်ပေးလိုက်တာပေါ့နော်ဒီဆိုင်လေးကိုရတဲ့အခါမှာဆိုင်လေးကနှစ်ထပ်ပုံစံလေးရှိတယ်ပြီးတော့ chill fight လေးလည်းရတာမို့လို့အစားအသောက်တွေစားရင်လည်း chill ခြင်းနဲ့ customer တွေလည်းရှိလာရင် chill လို့ရအောင်လို့ဒီညနေ6 နာရီကနေည7 နာရီထိလည်းဘားလေးရဲ့တွဲပြီးတော့ဖွင့်ထားပါတယ်ရှင်ညီမလေးအဲ့ဆိုရင်ဘန်ကောက်မှာဆိုင်ဖွင့်ရတဲ့အခါကြုံတွေ့ရတဲ့ခက်ခဲတွေရောဘာတွေရှိလဲဟုတ်မြန်မာလူမျိုးတယောက်အနေနဲ့ပေါ့နော်ဘန်ကောက်မှာဆိုင်ကြီးဖွင့်ရတဲ့ခါကျရင်တော့နေရာပေါ်မှာမူတည်ပြီးတော့အဲ့လိုအခက်အခဲတွေအများကြီးရှိရပေါ့နော်အဓိကတော့တစ်ချက်ကတော့နေရာရွေးချယ်မှုပေါ့နေရာရွေးချယ်ပြီးတဲ့ခါကျရင်လည်းကိုယ်မမြင်နိုင်တဲ့သူတို့ရဲ့အဲ့လို structural critical error တွေလည်းအများကြီးကြုံတတ်တာတွေရှိရပေါ့နော်အဲ့ဒါတွေကတော့အလုပ်ခင်မှာအများကြီးကြည့်တင်တယ်လို့ထင်တယ်ပြီးတော့ documentation ပိုင်းတွေပေါ့နော်ဒီထိုင်းနိုင်ငံသားတယောက်ထပ်ပေါ့နော်ဒီ foreigner တယောက်အနေနဲ့စီးပွားရေးလုပ်ရတဲ့အခါမှာပို့ပြီးတော့ document process တွေ recruitment process တွေကပို့ပြီးတော့ခက်ခဲတာတွေကိုကြုံရတယ်ပေါ့နော်ဆိုတော့အရင် challenging ဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကကိုယ်နိုင်ငံလည်းမဟုတ်တဲ့အခါကျတော့ပေါ့နော်ဟိုဧည့်သည်ဆိုတော့ဒီထိုင်းမှာဆိုလို့ရှိရင်သူတို့ local business တွေနဲ့ရှင်းတဲ့အခါကျရင်အများကြီးသတိထားရတာရှိတယ်ဒီအိမ်နီးနားချင်းတွေပေါ့နော်ဒီဘေးဆိုင်တွေသူတို့ local ဆိုင်တွေထပ်လဲပေါ့နော်အဲ့လိုမျိုးအဆင်ပြေအောင်လို့ပို့ပြီးတော့စူးစမ်းရတယ်ပြီးတော့အကုန်လုံးနဲ့လည်းအဆင်ပြေအောင်လို့လုပ်ရတယ်ပေါ့နော်အဆင်မပြေတဲ့အခါကျလို့ရှိရင်ကိုယ့်အတွက်ပို့ပြီးတော့ဘယ်လိုပြောရမလဲပြောခံရတာလေးတွေတို့ပါတော့ရှိတတ်တာလေးတိုက်ခိုက်ခံရတာလေးရောတိုက်ခိုက်ခံရတာလေးတွေပြီးလို့ရှိရင်တွက်ကပ်ပြီးတော့ပေါ့နော်ရန်ရှာခံရတာလေးတွေအဲ့ဒါလေးတွေကတော့အဓိကကြုံရတယ်ပေါ့နော်အဲ့တော့တခြားလူမျိုးတွေပေါ့သူတို့ local တွေထပ်ပို့ပြီးတော့တိတိကျကျတိချာချာနဲ့လုံနိုင်မှသာလင်းအဲ့လိုမျိုးကြကြ stand လုပ်နိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ညီမစိတ်ထင်ပေါ့နော်ဒီမြန်မာလူမျိုးတယောက်အနေနဲ့ foreigner တယောက်အနေနဲ့ business လုပ်ရတဲ့အခါမှာဒီထိုင်းနိုင်ငံမှာလုပ်ရတယ်ဆိုလို့ရှိရင်ကိုကစားတောက်ကိုပဲအဓိကထားနေလို့လည်းမရဘူးပေါ့နော်
တခြားလူမျိုးတွေထက်အများကြီးပို့ပြီးတော့တောက်ခံရမယ်ကြက်ခံရမယ်ပြီးတော့ပို့ပြီးတော့တိတိကျကျနဲ့အဲ့လိုမျိုးအဖက်ပေါင်းစုံကနေပြီးတော့ကိုဆိုင်လေးကိုကာကွယ်တဲ့နီးနေပေါ့နော်သွားမှာပဲအဆင်ပြေရလို့တော့ထင်တယ်အခုထိလည်းညီမကိုယ်တိုင်လည်းဟိုဒီဆိုင်လေးကိုဖွင့်လိုက်တယ်ဆိုတော့ညာလည်းအခက်အခဲတွေကတော့နေ့စဉ်ရှင်းနေရတော့မယ်ပေါ့နော် ခဲ့ပါ အခက်အခဲတွေရရှိပါ ညီမလေးဒီ F&B business ကိုရောဘယ်လိုကြောင့်ရွေးချယ်ဖြစ်ခဲ့ရလဲပေါ့နော် ဟုတ်ညီမအရင်တော့ကတော့ပေါ့နော်အင်ဂျီဦးစားလေးတွေအဲ့လို fashion things လေးတွေရောင်းတဲ့အင်ဂျီ supplier ပေါ့နော်supplier ကို9နှစ်လောက်လုပ်ပြီးတဲ့အခါမှာညီမကဒီစားထိုင်းမှာပေါ့နော်မြန်မာအစားအစာလေးတွေလိုက်စားကြည့်တယ်လိုက်စားကြည့်တဲ့အချိန်မှာအချိုပွဲလေးတွေကိုမြန်မာအချိုပွဲလေးတွေပေါ့နော်အတိကထားပြီးရောင်းတဲ့ဆိုင်လေးကိုလည်းမတွေ့သေးဘူးကိုကလည်းဖာလူဒါဆိုလို့ရှိရင်အရင်ကြိုက်တယ်ဆိုတာနဲ့ညီမစူးစမ်းပြီးတော့ဒီဖာလူဒါဆိုင်လေးကိုဖွင့်ဖြစ်တယ်ပေါ့နော်ဒီအချိုပွဲလေးတွေဖွင့်ကြည့်ပြီးတော့ရောင်းကြည့်တဲ့အချိန်မှာလာစားတဲ့ customer တွေရဲ့ကိုအစားတောက်ကိုကြိုက်လို့ဆိုပြီးပြုံးသွားတဲ့အပြုံးပေါ့နော်အဓိကအဲ့ဒီအပြုံးလေးတွေကိုသဘောကျတယ်ပြီးတော့ restaurant business မှာဆိုလို့ရှိရင်ကိုက team နဲ့လုပ်ရတယ်ပေါ့နော်ပြီးတော့ဆိုကိုယ့်ရဲ့မြန်မာတွေလုပ်အပ်နေတဲ့မြန်မာတွေကိုလည်းကိုကအတူတူတွဲလုပ်ဖို့အတွက်လက်တွဲခေါ်နိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကကြတော့ဘယ်လိုပြောရမလဲကိုယ့်ရဲ့စိတ်ကူးလေးတွေအိမ်မက်တွေကိုလည်းအကောင့်ထဲပေါ်နိုင်တယ်ပေါ့နော်ဆိုညီမမှာဆိုရင်ညီမကြိုက်တဲ့အစားအစာလေးတွေရှိတယ်ညီမရဲ့မိသားစုအမှတ်တရဖြစ်တဲ့အစားအစာလေးတွေရှိတယ်ပေါ့နော်အဲ့လိုစားတွေကကိုစားချင်တဲ့ဆိုင်တွေမှာမရှိကိုသွားစားတဲ့ဆိုင်တွေမှာမရှိတဲ့ခါကျတော့အခု restaurant တွေမှာပဲကိုဖွင့်လိုက်တဲ့ခါကျတော့ကိုမြဲတမ်းစားနိုင်တာပေါ့နော်ဟုတ်အဲ့ဒါကြောင့်မို့လို့ပါရှင်ဟုတ်ကဲ့ပါညီမလေးကျေးဇူးတင်ပါတယ် ကျေးဇူးပါဆိုင်လေးကိုလာလဲပြီးတော့လည်းဖိတ်ခေါ်ပါတယ်အခု Kip Bar and Restaurant ကဘယ်နားလေးမှာဖွင့်ထားရလဲမသိနော်ညီမလေး Okay ရှင်Kip Bar and Restaurant ကဖက်ခနုံ BTS နဲ့အနီးပေါ့နော်10မိနစ်လောက်လမ်းလျှောက်တဲ့နေရာမှာရှိပြီးတော့ဒီဖက်ခနုံဈေးရဲ့အနောက်ဘက်ပေါ့နော်လမ်းမတန်းမှာရှိပါတယ်အဲ့ဒီတော့ဖက်ခနုံ BTS 83ကနေဆင်းပြီးပြလာဖက်ခနုံ Market Bus Stop ကနေပဲလာနီးလေးမှာပဲလွယ်တကူလာလို့ရပါတယ်ရှင် Okay ကျေးဇူးပါ bye bye ကျေးဇူးပါရှင်တတာအဲ့ဟိုရောက်နေတဲ့မြန်မာလူမျိုးတွေတော်တော်များများကတော့ထိုင်းနေဖွင့်ထားတဲ့ထိုင်းဆိုင်မှာထိုင်ရတယ်ကိုမြန်မာလူမျိုးဖွင့်ထားတဲ့ဆိုင်မှာထိုင်ရတာပို့ပြီးတော့ကြီးကြိုက်တယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီဘက်ပရက်မှာတငယ်ချင်းတွေနဲ့ gathering လုပ်ဖို့ချိန်ထားတယ်ဆိုရင်တော့ဒီဆိုင်လေးကိုလည်းသွားအားပေးလိုက်ကြပါဦးနော်ဆိုင်နေရာလေးကတော့ Prakadon Station ကနေပြီးတော့17မိနစ်လောက်လမ်းလျှောက်ရပါတယ်ကင်မျိုးတော့ cycle taxi ပဲခေါ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် see you in the next video ပါ bye bye